ဝိပဿနာတရားကျင့်တယ်ဆိုတာဒီလိုကျင့်ရမယ်မြတ်စွာဘုရားနိဗ္ဗာန်ကိုလိုချင်တယ်အရတ္တဖို့ကိုရချင်တယ်အမြင့်ဆုံးအကျိုးတရားကိုရချင်တယ်ဆိုရင်ဒီလိုကျင့်တယ်ဆိုပြီးတော့ကျင့်ပုံကျင့်နည်းလေးကိုမြတ်စွာဘုရားသုံးခုနဲ့ဉာဏ်နာဖြစ်သည့်ထိအောင်ဟောဝိပဿနာကျင့်တာက2မျိုးရသွားတဲ့အကျိုးက1မျိုးအဲ့ဒီမှာကျင့်ပုံကျင့်နည်းဝိပဿနာရဲ့အာယုံ2မျိုးကိုထုတ်ပြပြီးတော့ဟောတယ်မြတ်စွာဘုရားဟောတဲ့စကားအချင်းလေးကိုအရင်မှတ်ရအောင်ပြီးတော့မှရှင်းပြမြတ်စွာဘုရားကဘယ်လိုဟောလိုက်တုံးဆိုဣမတမေသသဝိညာဏကေကာယေအဟင်္ကာရမမင်္ကာရမာနာနုတ္တိဟာနဘဝိတန္တိသဝိညာဏကဆိုတဲ့အသိစိတ်ရှိတဲ့ဟောဒီကာယအဲ့ဒီကာယမှာအဟံကာရငါလို့လူတွေကထင်မှတ်စေတဲ့ဒိဋ္ဌိမမင်္ကာရငါဟာလို့ထင်မှတ်စေတတ်တဲ့တဏှာကိုယ့်ကိုထင်ကြီးတဲ့မာနဆိုတဲ့လူတွေရဲ့စိတ်စဉ်ထဲမှာဆွဲလန်းပြီးဆွဲကပ်ပြီးတော့ပါလာတဲ့မာနအဲ့ဒါတွေမရှိစေရဘူးအဲ့ဒါတွေကြွားအောင်လုပ်ရမယ်ဒါနံပါတ်1ကိုယ့်ရဲ့ကိုယ်ကာယမှာတဏှာဒိဋ္ဌိရဲ့တဏှာရဲ့မာနရဲ့ဒီတရားတွေမကတ်စေရဘူးဒီတရားတွေကိုဖယ်ရှားရမယ်ဒါကစကားတစ်ခုနောက်ဒုတိယစကားတစ်ခုကပါတော့ဆိုရင်ဗိဓာသသဗ္ဗနိမိတ်တေတုအဟင်္ကာရမမင်္ကာရမာနာနုတေဟနဘဝိတန္တိအပြင်ကအာယုံမှန်သမျှအပေါ်မှာလည်းပဲငါဆိုတဲ့ဒိဋ္ဌိငါဟာဆိုတဲ့တဏှာမာနဆိုတဲ့အနုတ္တရတွေမဖြစ်အောင်လုပ်ရမယ်ဒါကစကားတစ်ခုဒါဝိပဿနာကျင့်စဉ်ကိုအချင်းလေးဘာကိုမှတ်ရမလဲဆိုတာအချင်းလေးပြလိုက်